တုတ်ထဲမှာပါတဲ့အလိုက်တိတ်ပဲတွေမြတ်စွာဘုရားရှင်ဉာဏ်တော်နဲ့ဟောကြားတော်မူလိုက်တဲ့ဒီတေတဲ့ဒေသနာတွေဟာသစ္စာလေးတဲ့ယောဂီတွေအားလုံးဒီမေတ္တာတုတ်ပါအကျင့်တရားတွေအတိတရားတွေကိုသိစိတ်သောအကျိုးမှာဝိဇ္ဇနောဟာဒီကနေ့ဒီမေတ္တာတုတ်အပိုင်းတစ်ကိုလမ်းစဉ်တရားစကားမွေးရဲ့ပထမနေ့ဖြစ်နာကြားလိုက်ကြအောင်နော်ဒီတုတ်တော်စတင်ဖြစ်ပေါ်ဖို့အတွက်တောက်တီပြည်စေတော်အကြောင်းမှာမြတ်စွာဘုရားရှင်သတင်းသုံးနေတော်မူတယ်အဲ့ဒါလိုသတင်းသုံးနေတော်မူတဲ့အချိန်မှာယဟန်900တို့ဟာမြတ်စွာဘုရားရှင်ကိုဘုမျောပြီးတော့ပွားများအထောက်အမဲ့ကမ္မထန်တရားတွေကိုတောင်းဆိုတယ်ဒါကြောင့်ဘုံတော်ကြီးသောမြတ်စွာဘုရားရှင်တင့်တော်လျောက်ပတ်တယ်ကမ္မထန်တရားတွေကိုပြီးတဲ့အခါကျတော့ယဟန်တို့ကသေယူပြီးတော့ဟိမနာနီးမှရှိတဲ့တောအုပ်ကြီးမှာယောဂီတို့အဲ့ဒီမြတ်စွာဘုရားရှင်သင်ကြားပေးတဲ့ကမ္မထန်တွေကိုအားထုတ်မယ်ဆိုပြီးတော့အဲ့ဒီတောအုပ်ကြီးမှာသတင်းသုံးကြတယ်လေအဲ့ဒီလိုသတင်းသုံးတဲ့အခါကျတော့တောအုပ်ထဲမှာရှိတဲ့ရုပ်ကစိုးတွေဘုံကစိုးတွေဟာဒါစာမပါတဲ့တိုင်းဦးစဟောရတာနော်အဲ့ဒီရုပ်ကစိုးဘုံကစိုးနတ်တို့ယဟန်တော်တွေရဲ့တိလအရှိန်ဝါကြောင့်သူတို့ရဲ့သစ်ပင်တွေမှာရှိတဲ့ဘဝိမှန်တွေအပေါ်မှာမနေနိုင်ကြပဲနဲ့ဖြစ်တဲ့အတွက်ကြောင့်ယဟန်တို့ကိုဤနေရာဌာနမှာမနေနိုင်အောင်ဆိုပြီးတော့ထိလန်ကြောင်းရော်စီရင်ပုံသဏ္ဍာန်မျိုးမျိုးကိုဖန်ဆင်းပြပြီးတော့6လလွတ်တယ်တဲ့6လလွတ်တယ်လေသူတို့တွေဘုံဘိမှန်မှာမနေနိုင်ဘူးလို့အဲ့လိုစာမှာပါတယ်ဒါကြောင့်လို့ဘုံဘိမှန်တွေကိုစွန့်လွတ်ရတဲ့အတွက်ကြောင့်ဒီယဟန်တွေကို6လလွတ်တယ်ဒါကြောင့်လို့ယဟန်တို့ဟာယောဂီတို့ရဲ့ကြောက်ကြောက်လန့်လန့်ဖြစ်တဲ့အတွက်ကြောင့်ကမ္မဋ္ဌာန်းတရားတွေကိုကောင်းစွာအောင်ထုတ်နိုင်ဘူးအောင်ထုတ်နိုင်တဲ့အတွက်ကြောင့်အားလုံးတိုင်ပင်ပြီးတော့ယောဂီတို့တောဋ္ဌိပြည်ဇေရွန်ကျောင်းကိုမြတ်စွာဘုရားရှင်ကိုလျှောက်ကြားဖို့ဇေရွန်ကျောင်းကိုပြန်လာကြတယ်ဘုရားရှင်ကိုအလုံးစုံလျှောက်ကြားတယ်အဲ့ဒီခါမှာမြတ်စွာဘုရားရှင်ကနေပြီးတော့ဒီဟန်900တို့ကိုအဲ့ဒီနတ်တွေ6နှစ်မှုကနေပြီးတော့ကင်းဖို့ဆိုပြီးတော့မေတ္တာတုတ်ကိုဟောကြားတော်မူတယ်တဲ့မြတ်စွာဘုရားရှင်ဟောကြားတော်မူတဲ့ဒီတုတ်တံမေတ္တာတုတ်တော်ကိုနာကြားပြီးတော့ဒီတုတ်ကိုပဲပြန်ပြီးတော့သတင်းသုံးကြတယ်အဲ့ဒီခါကျတော့ယုတ်စိုးနတ်တို့ဟာဒီယဟန်900တို့ကို6လခြင်းမပြုတော့ဘူးလေ6လခြင်းမပြုတဲ့အပြင်ကုညီသမှုတွေတောင်ပြုပေးတယ်ဒီနေရာမှာဘာတွေကုညီတယ်တော့ထည့်ပြောထားဘူးအဲ့ဒါလိုကုညီသမှုတွေပြုတဲ့အတွက်ကြောင့်ယဟန်900တို့ဟာဒီဝါရင်း3လမှာပဲတရားတော်တရားမြတ်တွေရကြတယ်တဲ့ယောဂီတို့ကြီးယောဂီတို့ကိုဒီစာမှာပါတဲ့အတိုင်းဟောကြားလိုက်တာဒီနေရာမှာယောဂီတွေသုံးသပ်မှုတွေလုပ်အောင်ပဲ